အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုယ့်ရဲ့ professional self ကိုဘယ်လိုရှာဖွေမှာလဲဒါမှမဟုတ်လမ်းပြောင်းနေရဆိုရင်လည်းကိုဘာစိတ်ဝင်စားနေတာလဲကိုယ့်ရဲ့ career journey ကိုဘယ်လိုလုပ်မလဲဆိုတဲ့မိခုံလေးတွေကိုအဖြေထုတ်ကြည့်အောင်ပေါ့နော်စပါးရနဲ့ပြပြအောင်ဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ understanding your professional self ပေါ့နော်ကိုဘာစိတ်ဝင်စားတာလေးကိုသိအောင်ပထမချက်ကတော့ my values ပေါ့နော်ကိုဘာ values ထားတာလဲပေါ့နော်ဒီမှာဆိုရင်ကိုဂုဏ်ယူတက်တဲ့အရာလေးတွေဖြစ်ဖို့ဘာတွေကလိုအပ်တာလဲကိုပျော်ရွှင်ဖို့ဘာတွေကလိုအပ်တာလဲဒါမှမဟုတ်ရင်လည်းကို fulfill ဖြစ်ဖို့ဘယ်အချက်တွေကလိုအပ်တာလဲဒါလေးကိုဖြည့်ကြည့်မယ်ပေါ့နော်နောက်ပြီးတော့မှကိုကအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် intrinsic value ကဘာလဲ extrinsic value ကဘာလဲဒီမှာလည်း example လေးပြထားတယ်ပေါ့နော် intrinsic ဆိုရင်သူများကိုညှိချင်တာလား leadership ကြောင့်လားဒါမှမဟုတ် extrinsic ဆိုလည်းဒီ high pay ကြောင့်လား job security ကြောင့်လားဒါလေးတွေကိုဖြည့်ကြည့်မယ်ဒုတိယအချက်ကတော့ကိုဘာစိတ်ဝင်စားတာလဲပေါ့နော် activities တော်တော်များများကိုချရေးမယ်ပေါ့နော်အလုံးမှမဟုတ်ဘူးဒီ study ပဲဖြစ်ဖြစ် internship volunteering ဒါမှ hobbies အဆုံးအထိပေါ့နော်ဒါတွေကိုကိုဘာစိတ်ဝင်စားတာလဲပြီးတော့မှဘာကြောင့်ဒီဒါလောက်ရတာအရင်စိတ်ဝင်စားတာလဲဆိုရမေးခွန်းဖြေမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုက new industry ဒါမှမဟုတ် potential jobs အနေနဲ့ဘယ်ဟာလေးလာချင်တာလဲကိုရဲ့စိတ်ဝင်စားတဲ့ဟာပေါ်မှာမူတည်ပြီးတော့မှဒါဖြည့်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်လည်း example အနေနဲ့ပြထားတာဟာမျိုးဆိုရင်ဒီ healthcare လား education လားဒါမျိုးလေးတွေကိုဖြည့်ကြည့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ strengths မှာဆိုရင်ကိုကဘာသိတာလဲဒါမှမဟုတ်ရင်ကိုကဘာလုပ်တာတွေကမြန်တာလဲနောက်ပြီးတော့ကိုကတခြားလူတွေဆိုင် stand out ဖြစ်တာပါလေပြီးတော့မှသူများကိုဘယ်လိုမြင်တာလဲဒါတို့ဖြေမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါ career action plan ပေါ့နော် career action plan ကကျမတို့ကျောင်းမှာပြုလုပ်ပေးတဲ့my career advisor ဆိုတဲ့ program တစ်ခုရှိရပေါ့နော်ဒါလေးအတွက်တရားကိုကျမမျှဝေတယ်ပေါ့နော်ဆို section 1မှာဆိုရင်ကို values ထားတာကပါလဲပေါ့နော် value ဆိုတဲ့အချိန်မှာကိုအတွက်ဘာကအရေးကြီးရလဲဒါ personal လေးဖြစ်နိုင်တယ် work အနေနဲ့လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီအချက်၃ချက်လေးကိုဖြည့်ကြည့်မယ်ပြီးတော့မှဒီ professional value proposition statement ပေါ့နော်ဒီအတွက်ဆိုရင်ကိုရေးချယ်မဲ့ job position description ပေါ်မှာမူတည်ပြီးတော့မှသူများနဲ့ဆိုင်ကိုဘာ stand out ဖြစ်တာလဲဒါကိုရေးကြည့်မယ်ပေါ့နော်section 2ကကြတော့ကိုယ့်ရဲ့ interest ကပါလဲပေါ့နော် interest ဆိုတဲ့အချိန်ကျရင်ကို motivate ဖြစ်စေတဲ့အရာကပါလဲအရာ၅ခုကိုရေးမယ်ပေါ့နော်ဒီမှာလည်းတူတူပဲ work oriented လည်းဖြစ်နိုင်တယ်လို့ personal interest လည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ career decision တစ်ခုချမှတ်ဖို့ဆိုရင်ကိုဖြေရမယ့်မိခွန်းလေးတွေရှိရပေါ့နော်ကျောင်းသားဆိုရင်လည်းဒီကိုအခုလက်ရှိလေ့လာနေတဲ့အားကိုဘာကြောင့်ရွေးချယ်တာလဲဒါမှမဟုတ်ရင်လည်းဒီတခြားဟာကိုအကြောင်းရွေးချယ်တာလားဒါမှမဟုတ်လည်းဒီ activities တွေမှာဆိုရင်လည်းဘာတွေပါဝင်လဲဒါလေးတွေကိုဖြည့်ကြည့်မယ်ပေါ့နော်ဖြည့်ကြည့်ပြီးတော့မှဒီ motivation factor statement ကိုရေးမယ်ပေါ့နော်section 3ကကြတော့ကိုယ့်ရဲ့ capabilities ကိုစမ်းစစ်မယ်ပေါ့နော် capabilities 5ချက်ကိုရေးမယ်ရေးပြီးတဲ့အချိန်ကျရင်ဒီမှာ gap statement ဆိုတဲ့ဟာကိုရေးဖို့လိုအပ်တယ်ပေါ့နော်ဒါဘာလို့ဆိုလို့ချင်တာလဲဆိုရင်ကိုလုပ်ချင်တဲ့အလုပ်ဒါမှမဟုတ်ကိုယ့်ရဲ့ careers အတွက် progression ဖြစ်ဖို့ဆိုရင်ကိုဘယ်ဟာတွေကိုလေ့လာသင်ယူသင့်လဲဘယ်ဟာတွေ develop လုပ်သင့်လဲဆိုတဲ့ဟာကိုစမ်းစစ်တာနဲ့အတူတူပဲပေါ့နော်ဆိုရင်ဒီဟာလေးကိုဖြည့်ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့လိုအပ်နေတဲ့အရာကဘာလဲဆိုတာကိုလွယ်ကူကူနဲ့စမ်းစစ်နိုင်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်နောက်ဆုံးကတော့ career objectives ပေါ့နော် career objectives ကကြတော့ smart career objectives ဖြစ်ဖို့လိုတယ် short term objectives 3ခုရဲ့ long term objectives 3ခုရဲ့ခြာရေးပြီးတော့မှဒီ career objectives လို့ရတယ်ပေါ့နော်အားလုံးအတွက်ထောက်ကူပြုလိမ့်မယ်လို့ယူဆပါတယ်အားလုံးပဲဒီမိခုံးလေးတို့ဖြည့်ကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ career journey ကိုကောင်းလေးဖြတ်သန်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့အတွက်ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်